ဒီနေ့တော့ One Punch Man Mega Chapter 169ပြောတော့မှာပါChapter အစမှာတော့ဝါကမနဲ့ချမ်းအင်ပါတို့နှစ်ယောက်နှာခေါင်းသွေးတွေပါရှန်ထွက်နေတတိလက်သွားတော့တယ်ဆိုမိုင်းမန်တော့ချမ်းအင်ပါပြန်ထူရင်းလက်နဲ့ချမ်းအင်ပါခေါင်းစပင်ကြီးကျွတ်နေအောင်ဆန့်လိုက်မိတယ်ဟီးရိုးစီတလန်းချင်းနေလာနေတဲ့ခါတော့ဘန်တယောက်ကတော့မင်းကိုယ်ထဲမှာမကောင်းစွာရှိနေလို့ခံစားနေရတယ်မင်းလုံးဝထိန်းချုပ်ခံလိုက်ရပြီခါရိုပြန်ပေးဖို့လည်းဘန်တယောက်အော်ပြောနေတယ်ခါတော့သူ့စိတ်နဲ့သူ့ကိုပါပဲသူတို့နှစ်ယောက်ကြောက် bless တယောက် black hole တွေကနေထွက်ချလာတယ်ခါတော့ bless ကိုဘယ်ရကောင်လဲသူ့ကိုသူမိတ်ဆက်လိုက်ပြီးအသေးစိတ်ကိုတော့နောက်မှရှင်းပြမယ်မင်းကအခုခေါ်ရထိန်ချုံမှုခံလိုက်ရပြီဘန်လန် bless ရဲ့စကားကြောင့်အံ့ဩသွား bless ကတော့တဘောတရားရဲ့မြင့်မြတ်တဲ့စွမ်းအောင်ရထားတာကိုတော့မသိရလားမင်းဒီဂျိုပေါ်မှာထုတ်တုံးလိုက်တဲ့တိုက်ကွက်တဲ့တက်ရှိအားလုံးကအသက်အန္တရာယ်ဖြစ်စေလိမ့်မယ်အဲ့ဒါတကယ်ပဲမင်းရဲ့ရည်မှန်းချက်နဲ့ကိုက်လို့လားကတော့ဘယ်မှမသိမဲ့မင်းပြောတာအမှန်ဆိုငါဘာလုပ်တင်တယ်လို့ဆိုလို့ကျင်တာလဲ bless ကတော့မင်းကအချိန်နဲ့မှလက်ခံသွားမင်းတခြားတန်မစ်ရှင်ကိုခေါ်သွားမယ်မင်းအကူတစ်ချက်လောက်ကြည့်လိုက်အောင်မင်းထုတ်လိုက်တဲ့အာကာသရောင်ညိုမခံနိုင်ကြဘူးငါလိုခံနိုင်စွမ်းမရှိရင်မင်းဒီမှာရှိနေရတယ်အကုန်လုံးတည်စီနိုင်တယ် black ကတော့အနည်းဆုံးသူ့မှာကိုချင်းစာစိတ်လေးရှိသေးရပဲစွမ်းရလို့အပြည့်မယူလိုက်သေးရတာဒါပေမဲ့ဒါကြီးကတော့အတော်ဆိုးတဲ့တတိပြောင်းလဲမှုကြီးသူသာစွမ်းအပြည့်ကိုလက်ခံလိုက်ဘာဖြစ်သွားမလဲသူအကြောင်းပြချက်ကိုနားထောင်ပြီးငါပြောသလိုလုပ်မယ်လို့မျှော်လင့်တယ်ဒါစက်ကြဝဠာတစ်ခုလုံးဘယ်သူမှလည်းဆိုတာဆုံးဖြတ်မှတိုက်ပွဲဖြစ်သွားလိမ့်မယ်ငါတို့ကတော့ရီမောနေနေကောစွမ်းအားဆိုတော့မစိုးပါဘူးအရင်ကတင်ချင်းတရားနဲ့ပဲလေပတ်နေခဲ့ရတာအခုတော့ကြောင်းရင်ချင်းပြရုပ်ဖြစ်လာပြီဖန်တရားကတော့မယူမိုက်စမ်းမနဲ့ခါတော့absolute evil လောက်အောင်မှာဘလို့တွေများပြောင်းသွားမလဲဆိုတာငါစောင့်ကြည့်နေမယ်အစိတ်ပြက်စရာကြီးနဲ့ပြည်နေအနာဂတ်မှာသူ့ရဲ့ကပ်ပြီးအစင်ကနှက်ဖရပဲဘန်းကတော့အဲ့လိုမဖြစ်စေရဘူး bless ကတော့ဘန်းကိုခေါင်းနာရမကပ်ဖို့ပြောလိုက်တယ်ဘန်းတော့ခေါင်းနာကိုသွားမင်းရှိဆက်သွားမယ်ဆိုသူ့အရင်တတ်မယ်ဆိုကတပည့်ကိုမဆုံးမနေတဲ့အတွက်သူ့ကိုယ်သူအသိခံပြီးတားဖို့လုပ်ပြီးတော့တယ်ခါတော့ absolute evil ကိုနားလည်ဖို့ဘယ်သူမှမလုပ်ခါရက်စိတ်ထဲမှာတော့တချို့တွေကအနီးနားမှာရှိနေရုံနဲ့စိတ်ရှုပ်စရာကောင်းတယ်အဖိုးကြီးကိုလည်းအဆုံးသတ်လိုက်တော့မယ်နောက်ထပ်တာရီကိုလည်းထပ်မတွေ့နိုင်တော့ဘူးဒါကဒီလိုပဲဖြစ်ရမှာသူ့အကျိုးအတွက်လည်းဒါကကောင်းတာပဲလို့တွေးနေတယ်မူနာကိုကတော့အခွင့်အရေးဆိုပြီးထွက်ပြေးနေအောင်အာကာသရောင်ကြီးကြောင့်မျက်လုံးထဲကသွေးရထွက်လာရင်ရေပင်စီကိုမှောက်သွားတော့တယ်မူနာကိုလည်းကြိုးစားပြီးထနေအောင်တာရီကိုမြင်သွားတယ်ဘန်းတို့လည်းသူတို့နောက်ကအတန်တစ်ခုကိုကြားလိုက်ရပြီဘန်းနဲ့ဘလက်နှစ်ယောက်ကိုကြော်သွားပြီးဂျီနိုတယောက်ဂါရိုကိုခေါင်းနဲ့ပြေးတိုက်တော့တယ်ဘလက်နဲ့ဘန်းတို့ကတော့ဂျီနိုရဲ့လောက်ရကြအံ့ဩသွားတယ်ဂျီနိုကတော့အာကာသရောင်ကြီးကိုခံနေတာမင်းတယောက်တည်းမဟုတ်ဘူးဂါရိုကတော့ဂျီနိုရဲ့သပင်ကိုဆွဲတိုင်းဟီးရိုပြီးသားလိုက်တာဒါကြောင့်ပဲကတုံးလိုအဆင့်မြင့်ဟီးရိုကမင်းတို့ escalate ဟီးရိုပညာသင်အဖြစ်ထားတာနေမှာလက်တယောက်လက်တီနှလုံးကိုထိလိုက်ပြီးအဆုံးမရှိတဲ့သင်္ကေတပုံစံလုပ်လိုက်ခါဒါမရှင်အမြောက်ဆန်နဲ့ဂါရိုစီပစ်လိုက်တော့တယ်ဂါရိုကတော့သူ့စီလာတဲ့အရာကိုရှောင်လိုက်ပေမဲ့အပေါ်ကနေအပေါက်တစ်ခုကပေါ်လာပြီးလက်ရှိကိုရောက်သွားတယ်လက်လည်းကဘာမီဆွဲရထိုးချက်နဲ့ဂါရိုထိုးချလိုက်တော့တယ်ဂါရိုလည်းအဝိုးကိုလွန်သွားပေမဲ့သူ့ရှိကနေအစောတော့လည်းအပေါက်ကြီးတစ်ခုပေါ်လာပြီးလက်ရှိပြန်ရောက်လာပြီးနောက်တစ်ချိန်အထိုးခံရတော့ဂါရိုလည်းပုံစံတူအကွက်မျိုးနဲ့လက်စတိုက်ထိုးအောင်ခံနေရပြီးနောက်ဆုံး black တယောက်ဂါရိုသူ့ပေါ်တဲ့အပေါက်နဲ့ပိတ်ချလိုက်တော့ black လည်းသူ့ရှိပေါ်တယ်လို့အရာကိုပြန်မြင်လိုက်ရပြီးကြောက်နေအောင်အထက်ကနေဂါရိုတယောက်ပြန်ထွက်ချလာတော့ဂါရိုတယောက်ကတော့လက်တီတစ်ဖက်စီမှာမတူတဲ့ဆွမ်းအားတစ်ခုကိုပြင်ဆင်လာပြီးအန်အော်နေတဲ့ black ကိုနျူကလ িয়ার ပောက်ကွဲခြင်းနဲ့ကဘာမြေဆွဲရလက်တီနဲ့စတိုက်ထိုးတော့တယ် black လည်းပေါ်တဲ့အကွင်းနေတဲ့ဂါရိုထိုးသမျှတော့တခြားနေရာစီပို့လိုက်တဲ့အတွက်ကောင်းငင်မှာပောက်ကွဲမှုအဆက်မပြတ်ဖြစ်နေတော့တယ်ဂါရိုရဲ့စတိုက်တက်ခတ်မှုကြောင့်ပေါ်တယ်လည်းပြန်ပေးသွားပြီးနှစ်ယောက်သာအဝိုးကိုတွန်းခံလိုက်ရတော့တယ် black ကတော့စွမ်းလွန်ငယ်မှုကြောင့်ဂိတ်ပေါက်တွေကျိုးထွက်ကုန်ပြီးဒီလိုဆက်ဖြစ်နေဒီဂျိုကတတ်မှတ်ဂျိုဖြစ်သွားလိမ့်မယ်အရင်ဆုံးအားလုံးကိုနေရာရွှေ့ပြရမယ်ဂါရိုကတော့ black ကိုမင်းက escalate hero တယောက်မဟုတ်ဘူးငါအဖို့အာယုံစိုက်ဖို့တောင်မတန်တဲ့ကောင်ဂါရိုကတော့ဂျီနိုလမ်းဆွဲထားလိုက်ပြီအဲ့ကတော့အခုထိအားကုန်မထုတ်သေးဘူးတကယ်လို့သူ့စွမ်းအပြည့်စုံပုံတူပွားနိုင်သူ့ကိုငားနိုင်နေတယ်သူ့စွမ်းအကုန်ထုတ်အောင်လုပ်ဖို့ဆိုကလက်ကိုပြင်လိုက်ရင်ဂျီနိုကတော့ master လို့ရည်ရွယ်နေဂါရိုရဲ့အဆုံးသတ်ခြင်းကိုခံလိုက်ရတော့တယ်ကောင်းကင်မှာတော့အနက်အောင်အရေးကြီးကြလာပြီဒီအဖြစ်ကိုမြင်သွားဆိုင်တမတယောက်ကတော့မဖော်ပြနိုင်အောင်မှင်သက်သွားတော့တယ်ဂါရိုကတော့မင်းနဲ့နောက်ကျသွားတယ်လို့မထင်ဘူးလားလက်ကတော့အနီးမကပ်ဖို့အော်ပြောနေတယ်ဖန်တယောက်ကတော့ဂျီနိုရဲ့အဖြစ်ကိုမြင်ပြီးသတိလက်သွားခဲ့တယ်ဂါရိုလည်းဂျီနိုရဲ့စွမ်းရဲ့ဦးတန်ကိုဆိုင်တမစီလန့်ပစ်ပေးလိုက်တယ်ဆိုင်တမကတော့သူ့တစ်ဖက်စွမ်းရဲ့ဦးတန်ကိုကင်တိုင်းအရင်အဖြစ်တွေကိုပြန်မြင်အောင်ငါမှတကယ်ပဲဟီးရိုတယောက်ထိုးထွင်းသိမြင်နိုင်စွမ်းရောရှိရလားသိကြတယ်ပေါ့ဘယ်ရှိပါမလဲလို့ပြောရှင်းရှင်းပုံစံပြောင်းသွားပြီတက်ဖြတ်သူလှုပ်ရှားမှုပြင်းထန်တဲ့အတွဲဆံများတွေကပြင်းထန်သောလက်တီချက်နဲ့ဂါရိုထိုးချလိုက်တော့တယ်ဂါရိုလည်းဆိုင်တမအသွင်ယူလိုက်ပြီးပြင်းထန်သောလက်တီချက်အကွက်ကိုပြန်သုံးလိုက်တော့တယ်လက်လည်းမကောင်းတော့ဘူးဒီကဘာအစစ်စစ်မော်ဖြစ်သွားလိမ့်မယ်ပြောရင်ချပ်လာလေးကိုအဆုံးသတ်ထားတယ်